Hello ဒီခရုရှက်ကနေပြီးတော့ပြန်လဲကြိုးစိုးလိုက်ပါတယ်เนาะဒီနေ့မှာတော့ဖဲကျိုးနဲ့ဖဲကျိုးလေးတွေအလားဆင်ရတဲ့ခရုရှက်ရီဘွန်ဘက်ကလေးကိုထိုးပြပေးပါမယ်เนาะအိတ်ကလေးထိုးဖို့အတွက်ဆိုရင်အဓိကလိုအပ်တာကတော့မြန်မာချီ5 line 100 gram ကျော်ကုန်ပါတယ်200 gram စောင်းထားပေးပါเนาะပြီးရင်เนาะဖဲကျိုးလေးလိုပါတယ်เนาะအစိုက်ကတော့ 3.5 mm ကိုသုံးပြီးတော့ထိုးပါမယ်เนาะပြီးရင်တော့ချုပ်ဝက်လေးတစ်ချောင်းလိုပါတယ်ကက်ကြီးလေးတစ်ချောင်းလိုပါတယ်เนาะခြီကဒီဗီဒီယိုလေးထဲမှာတော့မြန်မာခြီ5 line လေးနဲ့ထိုးပြပေးပါမယ်เนาะမြန်မာခြီမသုံးချင်ဘူးဆိုလို့ရှိရင်ထိုင်းအိတ်ထိုးခြီလည်းသုံးလို့ရပါတယ်ပြီးရင်ထိုင်းနိုင်လွန်ခြီလည်းသုံးလို့ရပါတယ်เนาะဟော်လိုကော်တွန်တို့ကလောက်ကန်ဒီတို့လည်းသုံးလို့ရပါတယ်ဒါဆိုရင်တော့အိတ်ကလေးစထိုးပါတော့မယ်เนาะအိတ်ကလေးထိုးဖို့အတွက်ပထမဆုံးဖုန်မီကလေး44ကဖုန်မီကလေး45ကထိုးရပါမယ်ဖုန်မီလေး45ကစထိုးပါမယ်เนาะ1 2 3 4 5 6 9 10ဖုန်မီလေး45ကထိုးပြီးပါပြီเนาะဒါဆိုရင်တော့ row 1လေးကိုစထိုးပါတော့မယ် row 1လေးစထိုးဖို့ဆိုလို့ရှိရင်ဖုန်မီကလေး45ကထိုးရတာကိုဒီအထွက်တဲ့အပေါက်ကလေးရဲ့ကရက်ကအပေါက်ကိုကျော်ပြီးတော့ဒီအပေါက်ကလေးထဲမှာတိုင်လက်လေးတစ်တိုင်းထိုးပါမယ်เนาะတိုင်လက်လေးဆိုတာကအပေါ်မှာတရစ်ရစ်တယ်ပြီးလို့ရှိရင်အပေါက်လေးတွေထိုးမယ်ပြီးရင်အပေါ်ကကျိုးရှိနေတဲ့3ကျိုးလုံးကိုတစ်ခါတည်းဆွဲထုတ်လိုက်ပါမယ်ဒါဆိုရင်တော့တိုင်တိုးလေးတစ်ခါရပါပြီเนาะဒီလိုမျိုးတစ်ပေါက်စီမှာတိုင်လက်လေးတစ်တိုင်းရပါပြီเนาะပြီးရင်တစ်ပေါက်စီမှာတိုင်လက်ကလေးတွေတစ်ပေါက်ကိုတစ်ခါနဲ့ထိုးသွားပါเนาะဖုန်မီကလေးစုံတဲ့အထိတိုင်လက်ကလေးတွေထိုးလာခဲ့ပါเนาะဖုန်မီလေးတွေစုံတဲ့အထိတိုင်လက်လေးတွေထိုးလို့ပြီးပါပြီเนาะဒါဆိုလို့ရှိရင်เนาะဒီအတန်းမှာတိုင်လက်လေးတွေစုစုပေါင်း44ကရှိရပါမယ်เนาะ row 1လေးပြီးပြီဆိုလို့ရှိရင် row 2လေးတက်ပါမယ် row 2လေးတက်ဖို့အတွက်ဆိုရင်ဖုန်မီလေးတစ်ခါထိုးပါမယ်ပြီးရင်เนาะကျိုးလေးကိုလှည့်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီအပေါက်ကလေးထဲမှာတိုင်လက်လေးတစ်ခါထိုးပါမယ်ပြီးရင်တော့ကက်ရက်ကတစ်ပေါက်စီမှာတိုင်လက်လေးတွေတစ်ပေါက်ကိုတစ်ခါနဲ့ထိုးသွားပါမယ်เนาะတိုင်လက်လေးတွေဒီအတန်းမှာလည်းဒီမှာ44ကပြည့်တဲ့အထိထိုးလာခဲ့ပါเนาะအဆုံးရောက်တဲ့အထိတိုင်လက်ကလေးတွေ44ကထိုးပြီးပြီဆိုလို့ရှိရင်ဖုန်မီကလေးတစ်ခါထိုးမယ်ပြီးလို့ရှိရင်လှည့်လိုက်ပြီးတော့နောက်တစ်တန်းမှာလည်းပဲတိုင်လက်ကလေးတွေတောက်လျှောက်ထိုးသွားပါမယ်เนาะအဲ့လိုနီးနဲ့စုစုပေါင်းတိုင်လက်လေးတွေ10တန်းပြည့်အောင်ထိုးရပါမယ်เนาะအခုတိုင်လက်ကလေး2တန်းပြည့်ပါပြီနောက်ထပ်တိုင်လက်ကလေး6တန်းထိုးပြီးတော့စုစုပေါင်းတိုင်လက်လေးတွေ10တန်းပြည့်တဲ့အခါကျလို့ရှိရင်ပြန်ပြီးတော့တွေ့ကြပါမယ်เนาะတိုင်လက်ကလေးတွေစုစုပေါင်း10တန်းထိုးပြီးပါပြီเนาะတိုင်လက်လေးစုစုပေါင်း10တန်းထိုးပြီးပြီဆိုလို့ရှိရင်နောက်တစ်တန်းတက်ဖို့အတွက်ချိန်လေးတစ်ခါထိုးရပါမယ်ချိန်လေးတစ်ခါထိုးပြီးရင်เนาะခြီလေးကိုလှည့်လိုက်ပါမယ်เนาะပြီးလို့ရှိရင်ဒီခြီလေးထွက်ထားတဲ့အပေါက်ကလေးထဲမှာတိုင်တိုလေးတစ်တိုင်းထိုးပါမယ်ပြီးရင်သူ့ရဲ့ကက်ရက်ကအပေါက်ကလေးမှာလည်းတိုင်တိုလေးတစ်တိုင်းထိုးပါမယ်အဲ့လိုနီးနဲ့ကက်ရက်တစ်ပေါက်စီမှာတိုင်တိုလေးတွေတစ်ခါနဲ့ဒီဘက်ကအတန်းလေးစုံတဲ့အထိတိုင်တိုလေးစုစုပေါင်း44ကထိုးသွားရပါမယ်เนาะတပေါက်ကိုတိုင်တိုတစ်ခုစီနဲ့တိုင်တိုလေးတွေစုစုပေါင်း44ကထိုးခဲ့ပြီးပါပြီเนาะပြီးလို့ရှိရင်တော့ဒီဘက်ကတိုးတဲ့အနံအဘက်အချမ်းကလေးကိုထိုးပါမယ်เนาะအနံချမ်းကလေးကိုထိုးဖို့အတွက်ဆိုလို့ရှိရင်ဆောနာကနောက်ဆုံးထိုးခဲ့တဲ့44ခုမြောက်တိုင်တိုအပေါက်ကလေးထဲမှာနောက်ထပ်တိုင်တိုလေးတစ်တိုင်းထိုးပါတယ်ပြီးရင်တော့
ဒီမှာတိုင်လက်ကလေးတွေထိုးခဲ့တဲ့အတန်း၈တန်းရှိပါတယ်เนาะအဲ့ဒီကတစ်ပေါက်စီမှာတိုင်တိုလေးတွေတစ်ခုစီနဲ့တိုင်တိုလေး၈ခါထိုးသွားပါမယ် တိုင်တိုလေးဒီဘက်မှာ၈ခါထိုးခဲ့ပြီးပါပြီเนาะပြီးလို့ရှိရင်เนาะနောက်ထပ်ဒီကပထမဆုံးအပေါက်ကလေးထဲမှာတိုင်တိုလေးတစ်တိုင်းထည့်ထိုးပါမယ်ဒါဆိုရင်เนาะတိုင်တိုလေးကိုကပြီးတော့ဒီဘက်ကထိတ်မှာတစ်ပေါက်ထဲမှာနှစ်ထိုးထပ်ထိုးထားတဲ့တိုင်တိုလေးနဲ့ဆိုရင်ဒီဘက်အနံအတွက်တိုင်တိုလေးကစုစုပေါင်း10ခါရှိပါတယ်เนาะပြီးရင်ဒီထိုးခဲ့တဲ့ဒီအပေါက်ကလေးထဲမှာပဲနောက်ထပ်တိုင်တိုလေးတစ်တိုင်းထိုးရပါမယ်ဒါဆိုရင်တော့ဒီဘက်ကအရှိချမ်းအတွက်ပထမဆုံးတိုင်တိုလေးတစ်ခုထိုးပြီးပါပြီเนาะပြီးရင်ကရက်မှာဒုတိယမြောက်တိုင်တိုလေးထိုးပါမယ်ပြီးရင်သူ့ရဲ့ကရက်မှာကရက်တစ်ပေါက်စီမှာတိုင်တိုလေးတစ်ခုစီနဲ့ဒီဘက်အတန်းလေးစုံတဲ့အထိထိုးရပါမယ်เนาะစုစုပေါင်းတိုင်တိုလေး44ခါထိုးသွားပါเนาะဒီဘက်အချမ်းကလေးကိုလည်းတစ်ပေါက်စီမှာတိုင်တိုလေးတစ်ခုနဲ့တိုင်တိုလေးစုစုပေါင်း44ခါထိုးခဲ့ပြီးပါပြီเนาะပြီးပြီဆိုလို့ရှိရင်เนาะဒီဘက်ကအနံဘက်ကလေးကိုထိုးပါမယ်เนาะအနံဘက်ကလေးကိုထိုးဖို့အတွက်ခုနကနောက်ဆုံးထိုးခဲ့တဲ့တိုင်တိုအပေါက်ကလေးထဲမှာနောက်ထပ်တိုင်တိုလေးတစ်တိုင်းထိုးပါမယ်ပြီးရင်เนาะဒီမှာတိုင်တိုလေးစုစုပေါင်းဒီဘက်အချမ်းမှာ၈ခါထိုးသွားပါမယ်เนาะတိုင်တိုလေးစုစုပေါင်း၈ခါထိုးပြီးပြီဆိုလို့ရှိရင်ပထမဆုံးထိုးခဲ့တဲ့ဒီတိုင်တိုအပေါက်ကလေးထဲမှာနောက်ထပ်တိုင်တိုလေးတစ်တိုင်းထိုးလိုက်ပါမယ်ဒါဆိုလို့ရှိရင်เนาะဒီဘက်ဘေးနားလေးမှာစုစုပေါင်းတိုင်တိုလေး10တိုင်းဖြစ်သွားမယ်เนาะပြီးရင်เนาะဒီကပထမဆုံးထိုးခဲ့တဲ့တိုင်တိုလေးမှာရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ပြီးရင်เนาะခြိစာလေးကိုညှက်လိုက်ပါမယ်เนาะဒါဆိုရင်เนาะဒီ round ကလေးမှာဒီဘက်ကတိုင်တိုလေး44ကဒီဘက်ကတိုင်တို44ကဒီအနံလေးတစ်ဖက်စီကတိုင်တို10ကဒီဘက်ကလည်း10ကစီရှိပါတယ်เนาะပြီးလို့ရှိရင်เนาะနောက်တစ်တန်းတက်ပါတော့မယ်ပြီးရင်เนาะနောက်ထပ်အတန်းလေးတစ်တန်းစထိုးပါမယ်เนาะအတန်းလေးတစ်တန်းစထိုးဖို့ဆိုလို့ရှိရင်ဒီမှာတစ်ပေါက်ထဲမှာတိုင်တိုလေးနှစ်ခါထိုးရတဲ့နေရာလေးရှိပါတယ်เนาะအဲ့ဒီနေရာရဲ့ဒီကွင်းလေးထဲမှာဖက်ကလေးကိုထည့်ပြီးတော့ခြီလေးကိုလှမ်းတွဲလိုက်ပါမယ်ခြီလေးကိုဖုံမီလေးတစ်ခါချိတ်ပြီးတော့တွဲလိုက်ပါမယ်เนาะပြီးရင်တော့တိုင်ရှည်တိုင်ရော့ကလေးကိုထိုးရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီအခုခြီထည့်ထားတဲ့အပေါက်ကလေးမှာတိုင်ရှည်လေးထိုးပါမယ်တိုင်ရှည်လေးကိုဆွဲမထုတ်ဘဲနဲ့ခြံခဲ့မယ်เนาะပြီးရင်တော့သူ့ရဲ့ကက်ရက်ကဒီတိုင်ရှည်တိုင်တိုအပေါက်ကလေးထဲမှာနောက်ထပ်တိုင်ရှည်လေးတစ်တိုင်းဆွဲပါမယ်တစ်ခါဆွဲထုတ်ပြီးရင်တော့ကြံတဲ့ချီစားတွေအကုန်လုံးကိုတစ်ခါတည်းဆွဲထုတ်လိုက်ပါမယ်ဒါလေးကတော့တိုင်ရှည်တိုင်ရော့လေးပါเนาะပြီးရင်ဒါပြီးလို့ရှိရင်နောက်ထပ်တိုင်ရှည်လေးတွေထိုးသွားပါမယ်အခုတိုင်ရှည်လေးဒီမှာတိုင်ရှည်တိုင်ရော့လေးတစ်ခါထိုးပြီးပါပြီเนาะဒါလေးကိုတစ်ခါလုံးမှတ်ပါမယ်ပြီးရင်သူ့ရဲ့ကက်ရက်မှာတိုင်ရှည်တစ်ခါနဲ့ဆိုရင်စုစုပေါင်းတိုင်ရှည်လေးနှစ်ခါရှိနေပါပြီ
ပြီးရင်ကက်ရက်မှာတိုင်ရှည်တစ်ခါဆိုတော့တိုင်ရှည်3ကတိုင်ရှည်4ကတိုင်ရှည်5ကတိုင်ရှည်6ခါတိုင်ရှည်9ခါတိုင်ရှည်10ခါဒီလိုမျိုးလေးပါနော်ဒီဘက်မှာပြန်ပြပေးပါမယ်နော်ဒီနားကထိုးခဲ့တဲ့တိုင်ရှည်တိုင်ရော့လေးကိုတိုင်ရှည်လေးတစ်ခါလို့ရီလိုက်ပါတယ်နော်တိုင်ရှည်လေးတစ်ခါရပြီးရင်တိုင်ရှည်လေးနောက်ထပ်9ခါနဲ့ဆိုရင်စုစုပေါင်းတိုင်ရှည်လေး10ခါဖြစ်သွားပါတယ်ပြီးရင်တော့10ခုမြောက်တိုင်ရှည်လေးရဲ့အပေါ်မှာဖုန်မီကလေး10ကထိုးရပါမယ်ဖုန်မီကလေးစထိုးပါမယ်နော်1 2 3 4 5 6 9 10ဖုန်မီကလေး10ကထိုးပြီးပြီဆိုလို့ရှိရင်เนาะဒီက10ခုမြောက်ရဲ့ဒီ10ခုမြောက်ဖုန်မီ10ခုမြောက်တိုင်ရှည်လေးရဲ့ဒီနေရာလေးမှာရှက်ကော်လေးနဲ့ဝင်ပြီးတော့ချိတ်လိုက်ရပါမယ်ဒီလိုမျိုးလေးရပါမယ်เนาะပြီးလို့ရှိရင်တော့နောက်ထပ်တိုင်ရှည်ကလေး10ခါထိုးရပါမယ်တိုင်ရှည်လေးတစ်ခါတိုင်ရှည်လေး2ခါတိုင်ရှည်3ခါ4ခါ5ခါ6ခါ9ခါ10ခါတိုင်ရှည်ကလေး10ခါထိုးလို့ပြီးပါပြီเนาะဒါဆိုရင်တော့ဒီတိုင်ရှည်လေး10ခါရဲ့အပေါ်မှာဖုန်မီကလေး10ကထိုးပါမယ်1 2 3 4 5 6 9 10ဖုန်မီကလေး10ကထိုးပြီးပြီဆိုလို့ရှိရင်ဒီ10ခုမြောက်တိုင်ရှည်လေးရဲ့ဒီနေရာလေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်ဒါဆိုရင်တော့ဒီလိုမျိုးလေးရပါမယ်เนาะပြီးလို့ရှိရင်တော့သူ့ရဲ့ကက်ရက်မှာတိုင်ရှည်ကလေးစုစုပေါင်း12ခါထိုးရပါမယ်1 2တိုင်ရှည်လေးတွေ12ခါထိုးပြီးပြီဆိုလို့ရှိရင်เนาะဖုန်မီကလေး10ကထိုးရပါမယ်1 2 3 4 5 6 9 10ဖုန်မီလေး10ကထိုးပြီးပြီဆိုရင်ဒီ12ခုမြောက်တိုင်ရှည်လေးရဲ့ထိပ်မှာဖုန်မီကလေးနဲ့ဆက်လိုက်ပါမယ်ပြီးလို့ရှိရင်เนาะတိုင်ရှည်လေးတွေ10ခါထိုးရပါမယ်1ဆိုရင်2 3တိုင်ရှည်လေး10ခါထိုးလိုက်ပါနော်တိုင်ရှည်ကလေးတွေ10ခါထိုးပြီးပြီဆိုလို့ရှိရင်တော့ဖုန်မီကလေး10ခါထိုးရပါမယ်1 2 3 4 5 6 9 10ဖုန်မီလေး10ကထိုးပြီးပြီဆိုရင်ဒီနေရာလေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါနော်ပြီးရင်တော့ဒီမှာတိုင်ရှည်လေးတွေစုစုပေါင်း10ခါထိုးရပါမယ်တိုင်ရှည်လေး10ခါထိုးဖို့ဆိုလို့ရှိရင်အရင်ဆုံးပြပေးပါမယ်နော်အခုတိုင်ရှည်လေးတစ်ခါထိုးလိုက်ပါပြီ
တခါနှစ်ခါသုံးခါလေးခါငါးခါ6ခါ9ခါစုစုပေါင်းတိုင်ရှည်လေးဒီမှာ9ခါပြီးပါပြီเนาะ10ခုမြောက်တိုင်ရှည်ကလေးကြာလို့ရှိရင်ဒီနေရာလေးမှာတိုင်ရှည်တိုင်ရော်လေးထိုးလိုက်ရမှာပါเนาะအခုတိုင်ရှည်လေးတစ်တိုင်ထိုးပါတယ်เนาะကြံတဲ့တစ်ချက်ကိုဆွဲမထုတ်ဘဲနဲ့နောက်ထပ်တစ်ပေါက်မှာတိုင်ရှည်လေးတစ်တိုင်ထပ်ထိုးပါတယ်ပြီးရင်တော့အပေါ်မှာရှိတဲ့ကျိုးတွေအကုန်လုံးဆွဲထုတ်လိုက်ပါတယ်เนาะဒါဆိုရင်တိုင်ရှည်တိုင်ရော်လေးတစ်ခုရပါပြီအဲ့ဒီတော့ဒီကတိုင်ရှည်လေးတွေ1 2 3 4 5 6 8ခုလို့သတ်မှတ်ပါတယ်เนาะပြီးရင်တော့သူ့ရဲ့ကပ်ရက်မှာနောက်ထပ်တိုင်ရှည်လေးတွေ4တိုင်ထိုးရပါမယ်တိုင်ရှည်တစ်တိုင်တိုင်ရှည်2တိုင်တိုင်ရှည်3တိုင်တိုင်ရှည်4တိုင်ရှိပါပြီเนาะတိုင်ရှည်လေး4တိုင်ပြီးပြီဆိုလို့ရှိရင်เนาะဖုန်မီကလေး10ကထိုးရပါမယ်1 2 3 4 5 6 9 10ဖုန်မီလေး10ကထိုးပြီးပြီဆိုရင်เนาะဒီက4ခုမြောက်တိုင်ရှည်လေးရဲ့ထိပ်မှာရှက်ကော်လေးနဲ့ချိန်လိုက်ပါမယ်ဒီလိုမျိုးလေးရပါမယ်เนาะပြီးရင်เนาะသူ့ရဲ့ကပ်ရက်မှာနောက်ထပ်တိုင်ရှည်လေး4ကထိုးရပါမယ်တိုင်ရှည်လေးတစ်ခါတိုင်ရှည်2ခါတိုင်ရှည်3ခါတိုင်ရှည်4ခါဒီလိုမျိုးလေးတိုင်ရှည်လေး4ကထပ်ပြီးတော့ထိုးလို့ပြီးပါပြီเนาะဒါလေးပြီးပြီဆိုရင်တော့ဒီထိတ်ကလေးမှာဒီဘက်ထိတ်ကလေးကိုရောက်လာပြီဆိုလို့ရှိရင်ဒီနေရာမှာတိုင်ရှည်တိုင်ရော်လေးထိုးမယ်เนาะတိုင်ရှည်တိုင်ရော်ကလေးထိုးဖို့ဆိုရင်တခါတည်းဆွဲမထုတ်ပဲနဲ့နောက်ထပ်တိုင်ရှည်လေးတစ်တိုင်းထပ်ထိုးတယ်ပြီးတော့မှအကုန်လုံးဆွဲထုတ်လိုက်မယ်နော်ဒါဆိုရင်တိုင်ရှည်တိုင်ရော်လေးရပါပြီအဲ့ဒါလေးကိုတိုင်ရှည်လေးတစ်တိုင်းလို့သတ်မှတ်လိုက်မယ်နော်ဒါဆိုရင်တော့ဒီမှာဒီတိုင်ရှည်တိုင်ရော်လေးကိုတိုင်ရှည်တစ်တိုင်းအဖြစ်သတ်မှတ်ထားတာလေးအပါအဝင်တိုင်ရှည်လေးစုစုပေါင်း10ခါထိုးပါမယ်အခုတိုင်ရှည်လေးတစ်ခါပြီးပါပြီနော်ဒါနဲ့ဆိုရင်တိုင်ရှည်2ခါဒါနဲ့ဆိုရင်တိုင်ရှည်3ခါတိုင်ရှည်4ခါတိုင်ရှည်5ခါတိုင်ရှည်6ခါတိုင်ရှည်9ခါတိုင်ရှည်10ခါဒီလိုမျိုးလေးတိုင်ရှည်လေး10ခါပြီးပြီဆိုလို့ရှိရင်တော့ဖုန်မီကလေး10ခါထိုးရပါမယ်ဖုန်မီလေး10ခါထိုးပြီးပြီဆိုလို့ရှိရင်တော့ဒီ10ခုမြောက်တိုင်ရှည်လေးရဲ့ထိပ်မှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါတယ်နော်ပြီးရင်တော့နောက်ထပ်တိုင်ရှည်ကလေးစုစုပေါင်း10ခါထိုးရပါမယ်တိုင်ရှည်လေးစုစုပေါင်း10ခါထိုးလာခဲ့ပါနော်ဒီမှာလည်းပဲနောက်ထပ်တိုင်ရှည်လေး10ခါထိုးပြီးပြီဆိုလို့ရှိရင်တော့ဖုန်မီကလေး10ခါထိုးရပါမယ်ဖုန်မီလေး10ခါထိုးပြီးပြီဆိုလို့ရှိရင်တော့ဒီက10ခုမြောက်တိုင်ရှည်ကလေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါနော်ဒီလိုမျိုးလေးရပါတယ်ပြီးလို့ရှိရင်တော့ဒီ
နောက်ဒီနေရာလေးမှာနောက်ထပ်တိုင်ရှည်ကလေးတွေစုစုပေါင်း12ခါထိုးရပါမယ်တိုင်ရှည်လေးစုစုပေါင်း12ခါထိုးလာခဲ့ပါနော်တိုင်ရှည်ကလေးတွေစုစုပေါင်း12ခါထိုးလို့ပြီးပါပြီเนาะဒါဆိုလို့ရှိရင်เนาะဒီအပေါ်မှာလည်းပဲတိုင်ဖုန်မီလေးတွေ10ခါထိုးရပါမယ်ဖုန်မီလေး10ခါထိုးပြီးပြီဆိုလို့ရှိရင်ဒီက12ခုမြောက်တိုင်ရှည်လေးရဲ့ထိပ်မှာရှက်ကော်လေးနဲ့ဆက်လိုက်ပါเนาะပြီးလို့ရှိရင်เนาะသူ့ရဲ့ကက်ရက်မှာနောက်ထပ်တိုင်ရှည်လေးတွေစုစုပေါင်း10ခါထိုးလာခဲ့ပါเนาะတိုင်ရှည်ကလေးတွေစုစုပေါင်း10ခါထိုးပြီးပြီဆိုလို့ရှိရင်လည်းနောက်ဒီအပေါ်လေးမှာဖုန်မီကလေး10ခါထိုးလိုက်ပါเนาะဖုန်မီလေး10ခါထိုးလို့ပြီးပါပြီဒါဆိုရင်เนาะဒီက10ခုမြောက်တိုင်ရှည်လေးရဲ့အထိပ်မှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါတယ်ပြီးလို့ရှိရင်เนาะဒီမှာတိုင်ရှည်လေးတွေ10ခါထိုးရပါမယ်เนาะတိုင်ရှည်လေးတွေ10ခါထိုးပါမယ်ဒီနေရာလေးမှာကြည့်ပေးပါအောင်เนาะဒါဆိုရင်တိုင်ရှည်လေးတစ်ခါတိုင်ရှည်2ခါတိုင်ရှည်3ခါတိုင်ရှည်4ခါတိုင်ရှည်5ခါတိုင်ရှည်6ခါတိုင်ရှည်9ခါရှိပါပြီเนาะတိုင်ရှည်လေး9ခါထိုးပြီးပြီဆိုလို့ရှိရင်เนาะဒီနေရာလေးမှာတိုင်ရှည်တိုင်ရော့လေးထိုးရပါမယ်เนาะတိုင်ရှည်တိုင်ရော့လေးထိုးဖို့ဆိုရင်ဒီလိုမျိုးလေးပါเนาะဒါဆိုရင်เนาะဒီတိုင်ရှည်တိုင်ရော်လေးကိုတိုင်ရှည်လေးတစ်ခါလုံးမှတ်ယူလိုက်မယ်เนาะမဆိုရင်ဒီမှာလည်းပဲတိုင်ရှည်လေး10ခါထိုးလို့ပြီးသွားပါပြီပြီးလို့ရှိရင်เนาะဒီဘက်မှာသူ့ရဲ့ကက်ရက်ကအပေါက်မှာတိုင်ရှည်လေး4ခါထိုးရပါမယ်နဲ့တိုင်ရှည်လေးတွေ4ခါထိုးပြီးပြီဆိုလို့ရှိရင်เนาะချင်းလေး10ခါထိုးပါမယ်ဖုန်မီလေး10ခါထိုးပါမယ်เนาะဖုန်မီလေး10ခါထိုးပြီးပြီဆိုလို့ရှိရင်ဒီက4ခုမြောက်တိုင်ရှည်လေးရဲ့ထိပ်မှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်เนาะဒီလိုမျိုးလေးရပါမယ်ပြီးတဲ့အခါမှာတော့သူ့ရဲ့ကက်ရက်မှာတိုင်ရှည်လေး4ခါထိုးရပါမယ်နဲ့တိုင်ရှည်လေး4ခါထိုးလို့ပြီးပါပြီเนาะဒါဆိုလို့ရှိရင်เนาะဒီမှာပထမဆုံးထိုးခဲ့တဲ့ဒီကတိုင်ရှည်လေးရဲ့ပထမဆုံးထိုးခဲ့တဲ့ဒီကတိုင်ရှည်လေးရဲ့ထိပ်ကဖုန်မီကလေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်เนาะအတန်းလေးတစ်တန်းပြီးပါပြီเนาะဒီလိုမျိုးလေးရပါမယ်နောက်တစ်တန်းတက်ဖို့အတွက်ဆိုလို့ရှိရင်เนาะချင်းလေးတစ်ခါထိုးလိုက်ပါမယ်ပြီးလို့ရှိရင်เนาะအိတ်ကလေးကိုဒီလိုမျိုးလေးလှည့်လိုက်မယ်เนาะခုနကထိုးခဲ့တဲ့ဘက်အချမ်းလေးကဒီဘက်เนาะအဲ့ဒီဘက်ကလေးမဟုတ်ဘဲနဲ့ဒီဘက်ချမ်းလေးကိုလှည့်လိုက်ပါမယ်လှည့်ပြီးပြီဆိုလို့ရှိရင်เนาะပြီးခဲ့တဲ့အပေါက်ကလေးထဲမှာတိုင်တိုလေးတစ်တိုင်းထိုးပါမယ်ပြီးရင်နောက်ထပ်သူ့ရဲ့ကက်ရက်ကတစ်ပေါက်စီမှာတိုင်တိုလေးတွေထိုးသွားပါမယ်เนาะဒီမှာဆိုလို့ရှိရင်လေဒီကဂွင်းလေးကိုဒီလိုမျိုးခွာလိုက်เนาะသူ့ကိုကြော်လိုက်ပြီးတော့သူ့ကိုကြော်လိုက်ပြီးတော့ဒီကတိုင်ရှည်လေးမှာထ
ထိတ်မှာတိုင်တိုလေးတစ်တိုင်းထိုးလိုက်မယ်နော်ဒီလိုမျိုးနီးလေးနဲ့ထိုးသွားပါနော်တောက်လျှောက်တိုင်တိုလေးတွေတစ်ပတ်လေလုံးထိုးသွားရပါမယ်နော်ဒါဆိုရင်တော့တိုင်တိုလေးတွေဒီနီးလေးတိုင်းထိုးသွားရင်ရမယ်လို့ထင်ပါတယ်နော်ဒီဘက်ကတိုင်တိုလေးရောက်တဲ့အထိထိုးလာခဲ့ပါနော်တစ်ပတ်လုံးတိုင်တိုလေးတွေထိုးခဲ့ပြီးပြီဆိုလို့ရှိရင်တော့နောက်ဆုံးဒီတိုင်တိုလေးအပေါက်ကိုရောက်ပါပြီနော်ပြီးရင်တော့ပထမဆုံးထိုးခဲ့တဲ့ဒီတိုင်တိုကလေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ဒီဒုတိယအတန်းလေးလည်းပြီးပါပြီနော်ပြီးလို့ရှိရင်တော့ဒီဘက်အချမ်းလေးကိုလှည့်လိုက်ပါမယ်ဒီဘက်ကဂွင်းလေးတွေနဲ့ထိုးခဲ့တဲ့ဒီဘက်မျက်နှာစာဘက်ကလေးကိုပြန်လှည့်လိုက်တယ်နော်လှည့်ပြီးပြီဆိုလို့ရှိရင်တော့တိုင်ရှည်လေးတစ်တိုင်းထိုးပါမယ်နော်တိုင်ရှည်လေးထိုးမယ်ဆိုရင်ဒီကျိုးထွက်လာတဲ့အပေါက်ထဲမှာပဲတိုင်ရှည်လေးတစ်တိုင်းထိုးပါတယ်ပြီးလို့ရှိရင်တော့ဒီတိုင်ကလေးအပါဝင်စုစုပေါင်းတိုင်ရှည်လေးတွေ၈တိုင်းထိုးသွားရပါမယ်နော်တိုင်ရှည်လေးတွေစုစုပေါင်း၈တိုင်းထိုးခဲ့ပြီးပါပြီเนาะဒါဆိုလို့ရှိရင်တော့ဒီ၈ခုမြောက်တိုင်ရှည်လေးရဲ့ထိပ်မှာဖွန်မီလေးတွေ10ကထိုးပါမယ်ဖွန်မီလေး10ကထိုးပြီးပြီဆိုလို့ရှိရင်တော့ဒီနေရာလေးမှာပဲရှက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်เนาะဒီလိုမျိုးလေးရပါတယ်ပြီးလို့ရှိရင်တော့နောက်ထပ်တစ်ပေါက်စီမှာတိုင်ရှည်လေးတွေတစ်တိုင်းနဲ့တိုင်ရှည်လေးစုစုပေါင်း၈တိုင်းထိုးသွားရပါမယ်ဒါဆိုရင်တော့ဒီနေရာမှာလည်းတိုင်ရှည်လေးတွေစုစုပေါင်း၈တိုင်းထိုးလာခဲ့ပါနော်တိုင်ရှည်လေးတွေ၈တိုင်းထိုးပြီးပြီဆိုလို့ရှိရင်တော့ဖွန်မီလေး10ကထိုးပါမယ်เนาะဒီနေရာလေးမှာဖွန်မီလေး10ကထိုးလာခဲ့ပါနော်ဖွန်မီလေး10ကထိုးပြီးပြီဆိုလို့ရှိရင်တော့ဒီနေရာလေးမှာရှက်ကော်လေးနဲ့ဝင်ပြီးတော့ချိတ်လိုက်ပါနော်ပြီးရင်တော့သူ့ရဲ့ကက်ရက်မှာဖွန်မီတိုင်းတွေစုစုပေါင်း12ခါထိုးလာခဲ့ပါနော်ဖွန်မီလေးတိုင်ရှည်လေးတွေစုစုပေါင်း12ခါထိုးပြီးရင်ပြန်တွေးကြပါမယ်နော်တိုင်ရှည်လေးတွေစုစုပေါင်း12ခါထိုးပြီးပြီဆိုလို့ရှိရင်တော့ဖွန်မီလေး10ခါထိုးရပါမယ်ဖွန်မီလေး10ခါထိုးပြီးပြီဆိုလို့ရှိရင်တော့ဒီနေရာလေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါနော်ပြီးရင်တော့သူ့ရဲ့ကက်ရက်မှာတိုင်ရှည်လေးတွေစုစုပေါင်း8ခါထိုးလာခဲ့ပါနော်ဒီနေရာမှာတိုင်ရှည်ကလေးတွေစုစုပေါင်း8ခါထိုးခဲ့ပြီးပြီဆိုလို့ရှိရင်တော့ဖွန်မီကလေး10ခါထိုးလိုက်ပါမယ်နော်ပြီးရင်တော့ရှက်ကော်လေးနဲ့ချိတ်လိုက်ပါနော်ဒီလိုမျိုးလေးရပါမယ်နော်ပြီးလို့ရှိရင်တော့ဒီဘက်ကတောက်ကလေးမှာဒီတောက်လျှောက်ကလေးမှာတိုင်ရှည်လေးတွေစုစုပေါင်း12ခါထိုးလာခဲ့ပါနော်
ဒီဘက်မှာလည်းပဲတိုင်ရှည်လေးတွေစုစုပေါင်း12ကားထိုးခဲ့ပြီးပါပြီเนาะဒါဆိုလို့ရှိရင်เนาะဒီမှာဖွန်မီလေး10ကားထိုးလိုက်ပါเนาะပြီးရင်เนาะရှက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီဘက်မှာလည်းပဲတိုင်ရှည်လေးတွေစုစုပေါင်း12ခါထိုးလာခဲ့ပါနော်ဒီနေရာမှာလည်းတိုင်ရှည်လေးတွေစုစုပေါင်း12ခါထိုးခဲ့ပြီးပါပြီเนาะဒါဆိုရင်เนาะဒီဘက်လေးကိုထိုးတက်လိုက်မယ်လို့ထင်ပါတယ်เนาะဒီမှာ12ခါထိုးပြီးပြီဆိုရင်ဖွန်မီလေး10ခါထိုးမယ်ပြီးကြလို့ရှိရင်ဒီနားလေးမှာတိုင်ရှည်လေး10ခါထိုးမယ်ပြီးရင်ဖွန်မီလေး10ခါထိုးမယ်ဒီနားလေးမှာတိုင်ရှည်လေးစုစုပေါင်း12ခါထိုးမယ်ဒီနားလေးမှာဖွန်မီလေး10ခါထိုးဒီနားလေးမှာတိုင်ရှည်လေး10ခါเนาะဒီနားမှာဖွန်မီလေး10ကဒီနားမှာတိုင်ရှည်လေး12ခါဖွန်မီလေး10ကနဲ့ဒီမှာတိုင်ရှည်လေး4ကထိုးရပါမယ်เนาะဒီနားလေးရောက်လို့ရှိရင်ပြန်ပြီးတော့ပြပေးပါမယ်เนาะဒီနေရာလေးမှာတိုင်ရှည်လေး12ခါဖွန်မီလေး10ကထိုးလာခဲ့ပြီးဆိုလို့ရှိရင်เนาะနောက်ထပ်ကက်ရက်အပေါက်ကလေးတွေမှာတိုင်ရှည်လေးတွေစုစုပေါင်း4တိုင်ထိုးရပါမယ်เนาะတိုင်ရှည်လေးတစ်ခါတိုင်ရှည်2ခါတိုင်ရှည်3ခါတိုင်ရှည်လေး4ခါထိုးလို့ပြီးပါပြီเนาะပြီးလို့ရှိရင်เนาะပထမဆုံးထိုးခဲ့တဲ့ဒီတိုင်ရှည်လေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်เนาะတဒန်းပြီးပါပြီเนาะဒီလိုမျိုးလေးတဒန်းပြီးပြီဆိုလို့ရှိရင်เนาะတိုင်ရှည်လေးတွေထိုးသွားတဲ့အတန်းလေးပြီးရင်ဖွန်မီလေးတစ်ခါထိုးပြီးတော့အိတ်ကလေးကိုလှည့်လိုက်ပါမယ်เนาะဒီအတန်းလေးရောက်တိုင်းအိတ်ကလေးကိုလှည့်ပြီးတော့ထိုးပေးရပါတယ်เนาะပြီးလို့ရှိရင်เนาะခုနကဖွန်မီလေးထိုးခဲ့တဲ့အပေါက်ကလေးထဲမှာတိုင်တိုလေးတစ်ခါထိုးရပါမယ်ပြီးရင်เนาะတပေါက်စီမှာတိုင်တိုလေးတွေတစ်ခါနဲ့တောက်လျှောက်ထိုးသွားရပါမယ်เนาะဒီအဆုံးလေးရောက်တဲ့အထိထိုးလာခဲ့ရပါမယ်เนาะပြီးလို့ရှိရင်เนาะဒီပထမဆုံးဒီတိုင်တိုလေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်မယ်ဒါဆိုလို့ရှိရင်တဒန်းပြီးသွားပါမယ်เนาะဒီပြီးလို့ရှိရင်ဒီအဆင့်ကလေးအတိုင်းနောက်တစ်ဆင့်ကိုထိုးသွားမယ်เนาะဒီနည်းလေးအတိုင်းပဲတဒန်းပြီးတဒန်းထိုးသွားလိုက်ရင်ရပါပြီเนาะအခုဆိုလို့ရှိရင်เนาะထိုးလာခဲ့တာအိတ်အနေထားလေးကဒီလောက်ရောက်သွားပြီပေါ့เนาะဂွင်းလေးတွေဘယ်လောက်ရှိလဲဆိုတာကိုရည်ကြည့်မယ်ဆိုရင်1 2 3 4 5 6 9 10 11 ခွင်းလေး17ခွင်းရှိတယ်เนาะစုစုပေါင်းဒီမှာတော့တိုင်တိုလေးအတန်းနဲ့အဆုံးသတ်ထားပါတယ်เนาะဖြီးကြလို့ရှိရင်เนาะဂိုင်းလေးထိုးဖို့အတွက်အိတ်ကိုမှတ်ချိတ်လေးမှတ်ရပါမယ်မှတ်ချိတ်လေးတွေမှတ်မယ်ဆိုလို့ရှိရင်ဒီအိတ်ရဲ့အလယ်နေရာလေးเนาะအဲ့ဒီအလယ်နေရာလေးကဒီခွင်းလေးဆုံးထားတဲ့ဒီနေရာလေးကြည့်ပေးပါเนาะဒီနေရာလေးကိုမှတ်ချိတ်မှတ်မယ်ပြီးရင်လည်းဒီဘက်ကဒီဘက်အချမ်းခွင်းလေးဒီဘက်မှာဆုံးတဲ့နေရာလေးကိုမှတ်ချိတ်မှတ်မယ်အလယ်မှာဘယ်လောက်ရှိလဲဆိုတာကိုရည်ပြပါမယ်အလယ်မှာကတော့ဒီကနေစရည်မယ်เนาะ1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
8 9 10 11 12အလယ်မှာ12ပေါက်ကျန်တယ်နော်ဒီဘက်က73ပေါက်မြောက်မှာချိန်ထားတယ်ဒီဘက်ကိုလည်း73ပေါက်မြောက်မှာချိန်ထားတယ်ဆိုရင်အလယ်မှာ12ပေါက်ကျန်ပါတယ်ဒီဘက်အချမ်းကိုလည်းအတိုင်းပဲမှတ်ချိတ်ကလေးမှတ်မယ်နော်အလယ်မှာ12ပေါက်ချန်ထားမယ်73ပေါက်မြောက်မှာမှတ်ချိတ်လေးမှတ်မယ်ဒီဘက်မှာလည်း73ပေါက်မြောက်မှာမှတ်ချိတ်ကလေးမှတ်ပါမယ်
ဒါလေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျိုးကိုင်းလေးကိုစထိုးပါတော့မယ်။အိုးဒီဘက်မှာကျိုးမဖြတ်သေးဘူး။ခဏလေးနော်။ဒီမှာကျိုးလေးဖြတ်မယ်ဆိုရင်ပထမဆုံးဒီအတန်းထိုးခဲ့တဲ့တိုင်တိုလေးမှာရှက်ကော်လေးနဲ့ချိတ်ပြီးတော့ဖြတ်လိုက်ရင်ရပါပြီနော်ပြီးရင်တော့ချင်းလေးတစ်ခါဆွဲထုတ်လိုက်ရင်ခြီလေးဖြတ်လို့ပြီးပါပြီဒါဆိုရင်တော့ဒီနားလေးတွေကိုဂွင်းလေးတွေကိုလိုက်ချိတ်ပေးနော်ဒီအတန်းလေးကိုချိတ်ပြပါမယ်ဒီလိုမျိုးကလေးပါအပေါ်ကွင်းလေးတွေနဲ့အောက်ကွင်းလေးတွေနဲ့ကိုချိတ်သွားရုံပါမယ်ဒါမျိုးလေးရပါမယ်နော်ဂိုင်းလေးစထိုးဖို့ဆိုလို့ရှိရင်အခုမှတ်ချိန်မှတ်ထားတဲ့ဒီ queen အပေါက်ကလေးနေရာရှိပါတယ်အဲ့ဒီနေရာလေးမပါဘဲနဲ့သူ့ရဲ့ကက်ရက်ကနှစ်ပေါင်းမြောက်မှာအကလေးကိုရှိုးသွင်းလိုက်မယ်နော်ဒီလိုအနေအထားကလေးပါပြီးရင်တော့အဲ့ဒီအပေါက်လေးထဲမှာဒီလိုမျိုးဒီမှတ်ချိန်နဲ့ကက်ရက်ကဒုတိယပေါက်မြောက်လေးမှာကျိုးလေးကိုလာချိတ်လိုက်မယ်နော်ပြီးရင်တော့ဒီနေရာလေးမှာတိုင်ရော့လေးထိုးရပါမယ်တိုင်ရော့လေးထိုးဖို့တိုင်ရှည်တိုင်ရော့လေးထိုးမှာဆိုတော့ဒီလိုလေးကျိုးလေးကိုဆွဲလိုက်မယ်ပြီးရင်အမှထောက်ထားမယ်နော်ပြီးရင်တော့အကလေးကိုဝင်လှည့်လိမ်တယ်အပေါက်လေးတွေကိုထိုးထည့်လိုက်တယ်ကျိုးလေးကိုဆွဲကလော်ယူလာတယ်နော်ပြီးရင်တော့နှစ်ရက်တစ်ခါဖြုတ်လိုက်တယ်ပြီးရင်နောက်ထပ်နှစ်ရက်ကိုမဖြုတ်ဘဲနဲ့အမှတစ်ခါရစ်တယ်ပြီးရင်ဒီကအပေါက်ထဲထိုးဝင်တယ်ကျိုးလေးကိုဆွဲကလော်ထုတ်တယ်နှစ်ရက်တစ်ခါဖြုတ်တယ်ပြီးရင်တော့ကြံတဲ့ခြီတွေကိုတစ်ခါတည်းဖြုတ်လိုက်မယ်နော်ဒါဆိုရင်တော့တိုင်ရော်လေးတစ်ခါရပါပြီပြီးရင်သူ့ရဲ့ကက်ရက်မှာလည်းပဲနောက်ထပ်တိုင်ရော့လေးတစ်ခါထိုးမယ်နော်ဒါဆိုရင်ဒီတစ်ခါတော့ဒီမှတ်ချိတ်လေးမှတ်ထားတဲ့နေရာလေးဖြစ်သွားပြီနော်အဲ့ဒီနေရာမှာတစ်ခါဝင်တယ်တစ်ခါဆွဲထုတ်တယ်ခဏလေးနော်ဆွဲထုတ်ထားတယ်ပြီးလို့ရှိရင်သူ့ရဲ့ကက်ရက်ကအပေါက်ကလေးထဲမှာနောက်ထပ်တိုင်ရှည်လေးတစ်တိုင်းထပ်ဝင်ထိုးမယ်နှစ်ရက်တစ်ခါဆွဲထုတ်တယ်ပြီးရင်တော့အပေါ်မှာရှိတဲ့ကျိုးတွေအကုန်လုံးကိုဆွဲထုတ်လိုက်ပါတယ်ဒါဆိုရင်တော့တိုင်ရော်လေးနှစ်ခါထိုးလို့ပြီးသွားပါပြီဒီနေရာမှာဒီချင်းလေး10ကထိုးတဲ့နေရာရှိရနော်အဲ့နေရာမှာမထိုးဘူးနော်အဲ့ဒီမှာချင်း10ကမထိုးဘူးပြောတာပြီးရင်တော့နောက်ထပ်တိုင်ရော်လေးနှစ်ခါထိုးပြီးပြီဆိုရင်တိုင်ရှည်လေး6ခါထိုးပါမယ်နဲ့လေးငါတိုင်တိုလေး6ခါထိုးလို့ပြီးသွားပြီဆိုရင်တော့ဒီလိုအနေအထားလေးရှိနေမယ်နော်ပြီးလို့ရှိရင်တော့ချိန်လေး10ခါထိုးပါမယ်1 2 3 4 5 6 9 10ချိန်လေး10ကထိုးပြီးပြီဆိုရင်တော့ဒီအပေါက်ကလေးထဲမှာရှက်ကော်လေးနဲ့ချိန်လိုက်တယ်နော်ပြီးလို့ရှိရင်တော့ဒီနေရာမှာတိုင်ရှည်လေးထိုးမယ်နော်တိုင်ရှည်လေးစုစုပေါင်း12ခါထိုးရပါမယ်တိုင်ရှည်တစ်ခါတိုင်ရှည်2ခါတိုင်ရှည်3ခါတိုင်ရှည်4ခါတိုင်ရှည်5ခါ
တိုင်ရှည်6ခါတိုင်ရှည်9ခါတိုင်ရှည်10ခါတိုင်ရှည်9ခါတိုင်ရှည်10ခါတိုင်ရှည်17ခါတိုင်ရှည်12ခါတိုင်ရှည်လေး12ခါထိုးပြီးပြီဆိုရင်တော့ချိန်လေး10ခါထိုးပါမယ်1 2 3 4 5 6 9 10ပြီးပြီဆိုရင်ရှက်ကော်လေးနဲ့ချိန်လိုက်ပါနော်ဒီလိုလေးရပါတယ်ပြီးရင်တော့နောက်ထပ်တိုင်ရှည်လေး12ခါထိုးပါမယ်နော်1 2ဒါဆိုရင်ဒီနားလေးရောက်တဲ့အထိတိုင်ရှည်လေး12ခါထိုးလာခဲ့လိုက်ပါနော်ဒီမှာတိုင်ရှည်လေး12ခါထိုးလာခဲ့ပြီးပြီဆိုလို့ရှိရင်တော့သူ့အပေါ်မှာချိန်လေး10ခါထိုးလိုက်နော်1 2 3ချိန်လေး10ခါထိုးလာခဲ့နော်ချိန်လေး10ခါထိုးပြီးပြီဆိုရင်ရှက်ကော်လေးနဲ့ချိန်လိုက်ပါပြီးရင်တော့ဒီမှာတိုင်ရှည်လေး6ခါထိုးပါမယ်နော်တိုင်ရှည်လေး6ခါရီပါမယ်1 2 3 4 5 6တိုင်ရှည်လေး6ခါထိုးလို့ပြီးသွားပါပြီဒါဆိုလို့ရှိရင်တော့တိုင်ရှည်တိုင်ရော့လေး2ခါထိုးရပါမယ်ပထမတစ်ခုတိုင်ရှည်တိုင်ရော့လေးထိုးပါမယ်တစ်ခါဝင်လိုက်တယ်ပြီးရင်နောက်တစ်ခေါက်မဆွဲဘဲနဲ့နောက်ထပ်တစ်ပေါက်မှာတိုင်ရှည်လေးထပ်ဝင်ထိုးမယ်နော်ဒီနေရာကဆိုရင်တော့မှတ်ချိတ်မှတ်ထားတဲ့အပေါက်လေးဖြစ်နေမယ်နော်ဒီလိုလေးဖြစ်သွားမယ်အခုမှတခါတည်းအကုန်ဆွဲထုံမယ်ဒါဆိုရင်တိုင်ရှည်တိုင်ရော်လေးတစ်ခုရပါပြီနောက်ထပ်သူ့ရဲ့ကက်ရက်မှာလည်းပဲတိုင်ရှည်တိုင်ရော်လေးထိုးဖို့အတွက်တခါဝင်တယ်ပြီးရင်နောက်တစ်ပေါက်မှာနောက်တစ်ခါဝင်တယ်နော်ပြီးရင်တော့အကုန်ဆွဲထုတ်လိုက်ပါမယ်ဒါဆိုရင်တော့တိုင်ရှည်တိုင်ရော်လေးစုစုပေါင်း2ခါထိုးလို့ပြီးသွားတဲ့အနေအထားလေးပါနော်အခုကတော့တဒန်းပြီးသွားပါပြီတဒန်းပြီးပြီဆိုလို့ရှိရင်တော့ဖုံမီလေးတစ်ခါထိုးပြီးတော့လှည့်လိုက်ရပါမယ်အိတ်လေးကိုလှည့်လိုက်နော်အိတ်ကလေးကိုလှည့်ပြီးသွားပြီဆိုတဲ့အခါမှာတော့ဒီနေရာမှာတိုင်တိုလေးတွေထိုးရမယ်အတန်းဖြစ်သွားပါပြီနော်တိုင်တိုလေးတွေထိုးတဲ့အခါမှာဒီအဆုံးလေးနော်တိုင်တိုဒီမှာဂိုင်းအတွက်ဆုံးထားတဲ့နေရာလေးအဲ့ဒီနေရာအဆုံးမှာရှိတဲ့ဂွင်းလေးကိုထည့်ထိုးတော့မှာဖြစ်တဲ့အတွက်ဂွင်းလေးတွေချိတ်ဖို့မမေ့ပါနဲ့နော်ဂွင်းလေးတွေကိုအဆုံးထိချိတ်သွားနော်အခုဒါအဆုံးထိချိတ်ပြီးသွားပြီနော်ဒါဆိုရင်တော့အခုအိတ်ကလေးကိုလှည့်ထားပါတယ်တိုင်တိုလေးထိုးဖို့အတွက်ပြီးရင်တော့ဒီမှာပထမဆုံးဒီမှာအပေါက်ကလေးပါနော်နောက်ဆုံးနေရာကအပေါက်လေးထဲမှာတိုင်တိုလေးတစ်တိုင်ဝင်ထိုးပါမယ်အဲ့ဒီဝင်ထိုးတဲ့နေရာမှာအနောက်ကဒီကွင်းလေးမြင်ရလားမသိဘူးဒီကွင်းကလေးကိုပါထည့်ပြီးတော့ထိုးသွားရမှာနော်ဒီနေရာလေးကိုသတိထားပြီးနော်မမေ့ပါနဲ့ဒီအပေါက်လေးထဲမှာကွင်းကိုပါထည့်ပြီးတော့တိုင်တိုလေးတစ်ခါထိုးလိုက်တယ်ပြီးရင်တော့သူ့ရဲ့ကက်ရက်ကအပေါက်မှာတိုင်တိုတစ်ခါထိုးတယ်ပြီးရင်လည်းပဲကက်ရက်ကအပေါက်ကလေးထဲမှာတိုင်တိုလေးတစ်ခါထိုးပါတယ်တိုင်တိုလေးတွေတောက်လျှောက်ထိုးသွားပါနော်ဒီဟာလေးတွေကတော့မတွဲချုပ်ပါသေးဘူးเนาะဒီထိတ်ဆုံးသားလေးရောက်ခါနေတဲ့အထိတပေါက်စီမှာတိုင်တိုတစ်ခုစီထိုးလာခဲ့ပေးပါနော်အခုဆိုရင်တိုင်တိုလေးတွေတောက်လျှောက်ထိုးလာတာအနောက်ဆုံးသားလေးရောက်တော့မယ်နော်
နောက်ဆုံးမှာဒီမှာ2ပေါက်ပဲကျန်တော့ပါတယ်နော်အခုဒီအပေါက်ကလေးထဲမှာတိုင်တိုလေးတစ်တိုင်ထိုးအောင်မယ်ပြီးရင်တော့ဒီနောက်ဆုံးအပေါက်ကလေးထဲမှာတိုင်တိုလေးထိုးတဲ့အခါမှာဒီကခွင်းကလေးကိုပါထည့်ပြီးတော့ထိုးရပါမယ်နော်ဒီလိုအနေအထားလေးဖြစ်သွားပါပြီဒါဆိုရင်တော့တဒန်းပြီးပါပြီနော်နောက်တဒန်းထိုးဖို့အတွက်အိတ်ကလေးကိုလှည့်လိုက်ရပါမယ်ဒီလိုမျိုးကလေးပါအိတ်ကလေးကိုလှည့်ပြီးပြီဆိုရင်တော့ချိုးစားပြောက်တိုင်ရော်လေးတွေနှစ်ခါထိုးရပါမယ်တိုင်ရော်လေးထိုးဖို့အတွက်အမရစ်တယ်တခါပြီးရင်နောက်ထပ်တစ်ပေါက်မှာဝင်ထိုးတယ်အခုမှအကုန်လုံးဆွဲထုတ်လိုက်မယ်နော်ဒါကတော့တိုင်ရော်လေးပါတိုင်ရော်လေးတစ်ခါပြီးရင်နောက်ထပ်တိုင်ရော်လေးနောက်တစ်ခါထပ်ထိုးရပါမယ်ဒါဆိုရင်တော့တိုင်ရော်လေးနှစ်ခါထိုးလို့ပြီးပါပြီတိုင်ရော်လေးနှစ်ခါထိုးပြီးပြီဆိုရင်တော့တိုင်ရှည်လေးစုစုပေါင်း၄ခါထိုးရပါမယ်နဲ့တော့လေးတိုင်ရှည်လေး၄ခါထိုးပြီးပြီဆိုရင်တော့ဒီပေါ်မှာဖွန်မီလေးတွေချင်းလေးတွေ10ခါထိုးလိုက်ပါနော်ချင်းလေး10ခါထိုးပြီးရင်ရှက်ကော်လေးနဲ့ဆက်လိုက်ပါနော်ပြီးကြရင်ပြန်တွေ့ပါမယ်ချင်းလေး10ခါထိုးပြီးလို့ရှက်ကော်လေးနဲ့ချိတ်ပြီးပြီဆိုရင်တော့ဒီဘက်ကတောက်လျှောက်မှာတိုင်ရှည်လေး12ခါထိုးရပါမယ်ဒီကနေပြီးတော့ဒီမှာတိုင်ရှည်လေးဒီနေရာမှာ12ခါထိုးလိုက်နော်ပြီးရင်ဒီနားလေးရောက်ပြီဆိုလို့ရှိရင်ချင်းလေး10ခါထိုးပြီးရင်ရှက်ကော်လေးနဲ့ဆက်လိုက်ပြီးကြလို့ရှိရင်နောက်ထပ်ဒီနားမှာတိုင်ရှည်လေး12ခါထိုးချင်းလေး10ခါထိုးရှက်ကော်လေးနဲ့ဆက်အဒီထိထိုးလာခဲ့ပြီနော်ဒီနားအထိရောက်ပြီဆိုရင်ပြန်ပြီးတော့တွေ့ပါမယ်နော်ဒီလိုမျိုးအနေအထားလေးရောက်အောင်ထိုးလာခဲ့ပြီးဆိုလို့ရှိရင်တော့တိုင်ရှည်လေး၄ခါထိုးရပါမယ်နဲ့လေးတိုင်ရှည်လေးလေးကထိုးလို့ပြီးပါပြီเนาะတိုင်ရှည်လေးလေးကပြီးသွားပြီဆိုရင်တော့တိုင်ရော်လေးနှစ်ခါထိုးရပါမယ်ပထမတိုင်ရော်လေးစထိုးပါမယ်ဒါဆိုရင်တိုင်ရော်လေးတစ်ခါပြီးပါပြီเนาะနောက်ထပ်ကက်ရက်မှာနောက်ထပ်တိုင်ရော်လေးတစ်ခါထိုးပါမယ်ဒါလို့ဆိုရင်တော့ဒီအတန်းလေးမှာလည်းပဲတိုင်ရော်လေးဒီမှာနှစ်ခါပြီးသွားပါပြီပြီးရင်တော့ချင်းလေးတစ်ခါထိုးပြီးတော့နောက်တစ်တန်းထိုးဖို့အတွက်အိတ်လေးကိုလှည့်လိုက်ပါမယ်ဒီအတန်းမှာတော့ဘာမှမထူးခြားတော့ဘဲနဲ့တိုင်တိုလေးတွေတစ်ပေါက်စီကိုတစ်ခါနဲ့ထိုးသွားရပါမယ်ဒါဆိုရင်တော့တစ်ပေါက်စီမှာတိုင်တိုလေးတွေနဲ့ဒီအစုံနဲ့အထီးထိုးလာခဲ့ပါနော်အခုတဒန်းလုံးကိုတိုင်တိုလေးတွေထိုးလာခဲ့ပြီးသွားပြီဆိုလို့ရှိရင်အိတ်ကလေးကိုလှည့်လိုက်ပါနော်လေးကိုလှည့်လိုက်ပြီးပြီဆိုလို့ရှိရင်တော့ဒီအတန်းလေးမှာလည်းတိုင်ရော်လေးနှစ်ခါစထိုးပါမယ်ဒါဆိုရင်တိုင်ရော်လေးတစ်ခါရပါပြီတိုင်ရော်လေးနှစ်ခါရပြီနော်တိုင်ရော်လေးနှစ်ခါပြီးပြီဆိုရင်တိုင်ရှည်လေးနှစ်ခါကက်ရက်မှာထိုးပါမယ်တစ်ပေါက်မှာတစ်ခါနောက်ထပ်ကက်ရက်တစ်ပေါက်မှာနောက်ထပ်တိုင်ရှည်တစ်ခါနဲ့တိုင်ရှည်လေးနှစ်ခါထိုးလို့ပြီးသွားပါပြီပြီးရင်တော့
ပြီးရင်တော့ချိန်40ကထိုးမယ်ရှက်ကော်လေးနဲ့ချိန်မယ်ဒီနားမှာတိုင်ရှည်လေးစုစုပေါင်း12ခါထိုးမယ်ဒီရောက်လာရင်ချိန်40ကထိုးရှက်ကော်နဲ့ချိန်ပြီးလို့ရှိရင်ဒီနားလေးမှာတိုင်ရှည်လေး12ခါထိုးချိန်40ကထိုးရှက်ကော်နဲ့ချိန်ဒီအထိထိုးလာခဲ့နော်ဒီနားလေးကျရင်ပြန်ပြပေးပါမယ်ထိုးလာတာဒီနားလေးရောက်ပြီဆိုလို့ရှိရင်တော့သူ့ရဲ့ကက်ရက်မှာဒီကဖွန်မီဆယ်ကထိုးပြီးထားရတဲ့ကက်ရက်မှာတိုင်ရှည်လေးနှစ်ခါထိုးပါမယ်တိုင်ရှည်တစ်ခါသူ့ရဲ့ကက်ရက်တစ်ပေါက်မှာတိုင်ရှည်တစ်ခါထိုးပြီးပါပြီပြီးရင်တော့တိုင်ရှည်တိုင်ရော်လေးနှစ်ခါထိုးရပါမယ်တိုင်ရှည်တိုင်ရော်လေးထိုးပါမယ်ဆိုရင်တော့တိုင်ရှည်တိုင်ရော်လေးတစ်ခါပြီးပါပြီနောက်ထပ်ကက်ရက်မှာလည်းနောက်ထပ်တိုင်ရှည်တိုင်ရော်လေးတစ်ခါထပ်ထိုးပါမယ်ဒါဆိုရင်တော့တဒန်းပြီးပါပြီနော်နောက်တဒန်းတက်ဖို့အတွက်ဆိုရင်ချိန်လေးတစ်ခါထိုးပြီးတော့အိတ်လေးကိုလှည့်လိုက်ပါမယ်အိတ်လေးကိုလှည့်ပြီးတဲ့အခါမှာဒီအတန်းတော့ပုံမှန်အတိုင်းပဲတစ်ပေါက်စီမှာတိုင်တိုလေးတစ်ခုစီနဲ့ဒီအတန်းလေးစုံတဲ့အထိထိုးသွားခဲ့ပါနော်ဒီမှာတဒန်းလုံးကိုတိုင်တိုလေးတွေထိုးလာခဲ့ပြီဆိုလို့ရှိရင်တော့အိတ်ကလေးကိုလှည့်လိုက်ပါမယ်နော်ပြီးရင်တော့ဒီမှာတိုင်ရော်လေးနှစ်ခါထိုးရပါမယ်ဒါတော့တိုင်ရော်လေးတစ်ခါပြီးပါပြီနောက်ထပ်တိုင်ရော်လေးတစ်ခါထပ်ထိုးပါမယ်ဒါဆိုရင်တော့တိုင်ရော်လေးနှစ်ခါပြီးပြီနော်ပြီးပြီဆိုလို့ရှိရင်တော့ဒီနေရာမှာချိန်40ကစထိုးပါမယ်1 2 3 4 5 6 9 10ချိန်40ကထိုးပြီးပြီဆိုရင်တော့ဒီနားလေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါနော်ရှက်ကော်လေးနဲ့ချိတ်ပြီးပြီဆိုရင်တော့ဒီအတန်းလေးထဲမှာတိုင်ရှည်40ကထိုးချိန်40ကထိုးရှက်ကော်နဲ့ချိတ်ပြီးရင်တိုင်ရှည်လေး12ခါထိုးချိန်40ကထိုးရှက်ကော်နဲ့ချိတ်ပြီးတော့ဒီထိထိုးလာခဲ့နော်ဒီအနေထားလေးရောက်တဲ့အထိထိုးလာခဲ့ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာတိုင်ရော်လေးနှစ်ခါထိုးပါမယ်ပထမတိုင်ရော်လေးတစ်ခါအရင်ထိုးပါမယ်နော်ပြီးရင်တော့ကက်ရက်ကအပေါက်မှာနောက်ထပ်တိုင်ရော်လေးတစ်ခါထိုးပါမယ်ဒါဆိုရင်တော့တဒန်းပြီးသွားပါပြီနော်တဒန်းပြီးပြီဆိုရင်တော့ချိန်လေးတစ်ခါထိုးမယ်အိတ်လေးကိုလှည့်လိုက်မယ်ပြီးရင်ဒီထိတ်ဆုံးအပေါက်လေးထဲမှာတိုင်တိုလေးတစ်ခါထိုးမယ်ပြီးရင်တော့တောက်လျှောက်ဒီဆုံးတဲ့အထိတိုင်တိုလေးတွေထိုးသွားခဲ့ပါနော်အခုတိုင်တိုလေးတွေတောက်လျှောက်ဆုံးတဲ့အထိထိုးလာခဲ့ပြီဆိုရင်တော့အိတ်လေးကိုလှည့်လိုက်ပါမယ်လှည့်လိုက်ပြီးတော့နောက်တန်းတက်မယ်နော်နောက်တန်းတက်မယ်ဆိုရင်လည်းပဲတိုင်ရော်လေးနှစ်ခါထိုးရပါတယ်ဒါဆိုရင်တော့တိုင်ရော်လေးတစ်ခါပြီးပါပြီပြီးရင်နောက်ထပ်တစ်ပေါက်မှာလည်းပဲတိုင်ရော်လေးတစ်ခါထိုးမယ်နော်တိုင်ရော်လေးနှစ်ခါထိုးပြီးသွားပြီဆိုရင်တော့ဒီနေရာမှာဆက်ပြီးတော့တိုင်ရှည်40ကထိုးရပါမယ်နဲ့3
4 5 6 9 10 9 10တိုင်ရှည်40ကထိုးပြီးပြီဆိုရင်เนาะဖုံမီ40ကချိန်40ကထိုးပါမယ်เนาะ1 2 3 4 5 6 9 10 ချိန်40ကထိုးပြီးပြီဆိုရင်เนาะဒီအပေါက်ကလေးမှာရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင်เนาะဒီမှာတိုင်ရှည်လေးတွေ10ကဆက်ပြီးတော့ထိုးလာခဲ့လိုက်ပါเนาะဒီနေရာမှာတိုင်ရှည်လေး10ကထိုးလာခဲ့ပြီဆိုလို့ရှိရင်เนาะတိုင်ရော်လေး2ခါထိုးပါမယ်เนาะဒါဆိုရင်တော့တိုင်ရော်လေးတစ်ခါပြီးပါပြီနောက်ထပ်ကက်ရက်မှာတိုင်ရော်လေးနောက်တစ်ခါထပ်ထိုးပါမယ်ဒီလိုမျိုးလေးရပါပြီเนาะပြီးရင်တော့ချိန်လေးတစ်ခါထိုးပြီးတော့အိတ်ကလေးကိုလှည့်လိုက်ပါမယ်အိတ်လေးကိုလှည့်ပြီးပြီဆိုရင်တော့ပထမဆုံးအပေါက်မှာတိုင်တိုလေးစထိုးမယ်เนาะဒီနေရာမှာဒီကကွင်းလေးကိုထည့်ပြီးတော့ထိုးသွားရပါမယ်ထည့်ထိုးရမှာမို့လို့ဒီကကွင်းလေးတွေကိုချိတ်ခဲ့ဖို့မမေ့ပါနဲ့เนาะကိုဒီမှာချိတ်ပြီးပြီဆိုရင်เนาะချိန်ပြီးပြီဆိုရင်တော့ပထမဆုံးအပေါက်ကလေးမှာအလေးဝင်မယ်ဒီကခွင်းလေးကိုလည်းထည့်ပြီးတော့ချိန်မယ်เนาะပြီးရင်တော့တိုင်တိုလေးတစ်ခါနဲ့ချိန်လိုက်ပါတယ်ပြီးရင်ကက်ရက်မှာတိုင်တိုလေးတွေတောက်လျှောက်ဆက်ပြီးတော့ထိုးသွားခဲ့ပါเนาะဒီနားလေးကိုတော့ထည့်မချိန်ဘူးเนาะဒီတိုင်းတောက်လျှောက်ထိုးလာခဲ့ပြီးရင်ဒီနားလေးမှာလည်းပဲဒီအဆုံးကတိုင်တိုလေးကြရင်လည်းထည့်ပြီးတော့ချိတ်ပြီးထိုးမှမို့လို့ဒီနားကွင်းလေးတွေကိုဒီလိုမျိုးအစင်လိုက်ကလေးတွေချိတ်လိုက်ပါအောင်เนาะဒီဘက်ကနောက်ဆုံးအပေါက်မှာလည်းပဲတိုင်တိုလေးထိုးတဲ့အခါမှာဒီဘက်ကခွင်းလေးကိုထည့်ပြီးတော့တစ်ခါတည်းတွဲပြီးတော့ထိုးလိုက်ရမယ်เนาะတစ်ခါတည်းခွင်းလေးကိုထည့်ထိုးပါဒါဆိုရင်တော့ဒီတက်တန်းလေးပြီးပါပြီเนาะနောက်တက်တန်းတက်ဖို့ဆိုရင်အိတ်ကလေးကိုလှည့်လိုက်မယ်ဒီကနေစပြီးတော့ဒီတောက်ဆုံးလေးတွေကြာရင်တောက်ဆုံးလေးတွေမှာတိုင်ရော်လေး2ခါထိုးမယ်ဒီဘက်မှာလည်းတိုင်ရော်လေး2ခါထိုးမယ်အဲ့လိုမျိုးနီးလေးနဲ့ထိုးသွားရမယ်เนาะဒီတိုင်ရော်လေး2ခါထိုးကြံတဲ့ဟာတွေကိုတိုင်ရှည်လေးတွေထိုးချိန်40ကထိုးရှက်ကော်နဲ့ချိန်ဒီနားမှာတိုင်ရှည်လေးတွေဆက်ထိုးသွားနောက်ဆုံးမှာတိုင်ရော်လေး2ခါထိုးအဲ့လိုနီးလေးနဲ့ထိုးသွားမယ်เนาะနောက်တစ်တန်းကျလို့ရှိရင်ကတိုင်တိုလေးတွေနဲ့တောက်လျှောက်ဆက်မယ်ပြီးရင်နောက်ထပ်အဲ့လိုပဲထထရှော့ရှော့ပြီးတော့ထိုးပါเนาะဘေးထိထိုးသွားရမလဲဆိုရင်ဒီကွင်းလေးထိုးတဲ့နေရာရဲ့ဘေးကပ်ရက်မှာတိုင်ရှည်လေး၄ကဒီဘက်မှာလည်းတိုင်ရှည်လေး၄ကကျန်တဲ့အထိတောက်လျှောက်ရှော့ရှော့ပြီးတော့ထိုးသွားပါเนาะဒီချင်းကွင်းလေးရဲ့ဘေးမှာတိုင်ရှည်လေးတွေ၄ကနေရ၄ကပဲကျန်တော့တဲ့အခါမှာထပ်ပြီးတော့ရှော့စရာမလိုတော့ပါဘူးเนาะတပေါက်စီကိုတိုင်ရှည်တစ်ခုနဲ့ဆက်ပြီးတော့ထိုးသွားလိုက်ရုံပါပဲဆိုရင်တော့တိုင်ရှည်တစ်ခါတိုင်ရှည်2ခါတိုင်ရှည်3ခါတိုင်ရှည်4ခါတိုင်ရှည်4ခါပြီးပြီဆိုရင်ချိန်40ခါထိုးမယ်เนาะ4 5 6 9 10 ချိန်40ကပြီးပြီဆိုရင်တော့ဒီထဲမှာရှက်ကော်လေးနဲ့ချိန်လိုက်ပါ
ပြီးရင်တော့ဒီဘက်မှာလည်းပဲနောက်ထပ်တိုင်ရှည်လေးလေးကထိုးပါမယ်တိုင်ရှည်လေးလေးကထိုးလို့ပြီးပါပြီเนาะဒါဆိုရင်တော့နောက်ထပ်တစ်တန်းမှာတိုင်တိုးလေးလေးကထိုးမယ်ပြီးရင်တော့လှည့်ပြီးတော့ဒီဘက်မှာတိုင်ရှည်လေးကချိန်လေးဆယ်ကတိုင်ရှည်လေးလေးကဆိုပြီးတော့တောက်လျှောက်ဆက်ပြီးတော့ထိုးသွားလိုက်ပါเนาะအခုဆိုလို့ရှိရင်တော့ဂိုင်းလေးထိုးလာတာဒီလောက်အနေထားလေးရောက်သွားပြီเนาะဖဏတ်တန်းရှိလဲဆိုတာကိုအတူတူရည်ကြပါမယ်ဒီဒါလေးက80เนาะဒီအတန်းလေးက8ပြီးရင်ဒါလေးကဂိုင်းစတဲ့အတန်းလေးပါအဲ့ဒါကိုတစ်လို့စရည်မယ်เนาะ1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
8 9 10 11 12 13 14 15 16 19တန်းပြီးသွားပါပြီเนาะ18တန်းကိုဒီဘက်ကတိုင်တိုလေးတွေနဲ့အဆုံးသတ်ထားပါတယ်တိုင်တိုနဲ့အဆုံးသတ်ပြီးတော့18တန်းပြီးနေပါပြီဒါလေးပြီးပြီဆိုလို့ရှိရင်တော့နောက်ထပ်တန်းလေးထိုးရမယ်เนาะနောက်တန်းမှာကြာလို့ရှိရင်တိုင်ရှည်လေးတွေထိုးပါမယ်တိုင်ရှည်လေးထိုးဖို့အတွက်ကြိုးလေးကိုလှည့်လိုက်ပါတယ်ဒီကတန်းလေးမှာတော့တိုင်ရှည်လေးတွေထိုးတဲ့အခါမှာဒီကချင်းလေး10ခါကိုထည့်ပြီးတော့ထိုးစရာမလိုတော့ပါဘူးအဲ့ဒီတော့တိုင်ရှည်လေးစုစုပေါင်း10ခါကိုထိုးပါမယ်တိုင်ရှည်လေးတစ်ခါတိုင်ရှည်2ခါတိုင်ရှည်3ခါတိုင်ရှည်4ခါတိုင်ရှည်5ခါတိုင်ရှည်6ခါတိုင်ရှည်9ခါတိုင်ရှည်10ခါပြီးသွားပါပြီเนาะဒါဆိုရင်တော့ဂိုင်းလေးတစ်ဖက်ပြီးပါပြီဒီဘက်တစ်ဖက်လိုပဲဒီဘက်နောက်တစ်ဖက်ကိုလည်းပဲဂိုင်းလေးထိုးလိုက်ပါเนาะဒီအိတ်ကိုလည်းမပါပဲနဲ့ခိုင်းလေးတွေနေရာပဲစကြည့်လို့ရှိရင်18တန်းရှိပါတယ်18တန်းကတိုင်တိုလေးနဲ့အဆုံးသတ်တဲ့အတန်းဖြစ်ရမယ်เนาะပြီးလို့ရှိရင်တော့နောက်တန်းမှာတိုင်ရှည်လေးတွေကြီးပဲ10ခါထိုးပါမယ်ဒီနေရာလိုမျိုးချင်းလေး10ခုလောက်တဲ့ခွင်းလေးမပါပဲနဲ့ထိုးသွားပါမယ်เนาะဒါဆိုရင်တော့ဒီလိုမျိုးလေးရနေမယ်เนาะအဲ့ဒီအခါကျလို့ရှိရင်ဒီဘက်ကတောက်လျှောက်ကိုတိုင်တိုလေးတွေနဲ့ဒီအနားကွတ်လေးတွေကိုလိုက်ပြီးတော့တိုင်တိုလေးတွေနဲ့ကွတ်ပေးပါမယ်เนาะတိုင်တိုလေးနဲ့ကွတ်မယ်ဆိုရင်အခုဒီနေရာလေးရောက်ပြီးရင်တော့ဒီဘက်မှာဒီနေရာလေးတိုင်ရှည်လေးထိုးထားတဲ့နေရာမှာဆိုရင်တိုင်တိုလေး2ခုထိုးမယ်တစ်ခါ2ခါပြီးရင်တော့နောက်ထပ်တိုင်တိုလေးထိုးထားတဲ့နေရာလေးထဲမှာဆိုရင်တိုင်တိုတစ်ခါထိုးမယ်ပြီးရင်ဒီတိုင်ရှည်လေးထိုးတဲ့နေရာရောက်ပြီဆိုလို့ရှိရင်တိုင်တိုလေးကို2ခါထိုးမယ်တိုင်ပြီးလို့ရှိရင်ကျူကထုံးတယ်ပြီးလို့ရှိရင်တိုင်တိုလေးထိုးရတဲ့နေရာမှာတိုင်တိုလေးတစ်ခါထိုးမယ်တိုင်ရှည်လေးနေရာမှာဆိုရင်တိုင်တိုလေး2ခါထိုးမယ်အဲ့ဒီလိုနီးနဲ့ပတ်လဲတောက်လျှောက်ဆက်ပြီးတော့ထိုးသွားလိုက်ပါနော်ဒီနေရာလေးတွေရောက်ပြီဆိုလို့ရှိရင်ကတော့ဒီတိုင်တိုနေရာလေးမှာတစ်ပေါက်မှာတိုင်တိုလေးတစ်ပေါက်ထိုးပြီးတော့ဒီနားပတ်လဲတောက်လျှောက်ဆက်ပြီးတော့ထိုးလာခဲ့ပါနော်ဒီနားလေးရောက်တဲ့အထိထိုးလာခဲ့ပါနော်တိုင်တိုလေးတွေတောက်လျှောက်ထိုးလာခဲ့တာဒီနေရာလေးကိုရောက်လာပြီဆိုလို့ရှိရင်နော်ဒီနေရာကတိုင်တိုလေးနေရာမှာတိုင်တိုလေးတစ်ခါထိုးပါမယ်တိုင်တိုလေးဒီအပေါ်မှာစုစုပေါင်း4ကပဲအရင်ထိုးအောင်မယ်နော်တစ်ခါ2ခါ3ခါ
လေးကထိုးပြီးပြီဆိုလို့ရှိရင်ဒီနေရာကဘေးထောက်လျှောက်ကဂွင်းလေးတွေကိုချိတ်မယ်နော်တကွင်းနဲ့တကွင်းဒီနေရာလေးမှာဂွင်းလေးတွေချိတ်ဖို့မမေ့ပါနဲ့နော်ကွင်းလေးချိတ်ပြီးပြီဆိုလို့ရှိရင်နော်ဒီကနောက်တစ်ပေါက်မှာ၄ခုထိုးပြီးသွားရင်နောက်တစ်ပေါက်ကိုတိုင်တိုးလေးထိုးတဲ့အခါမှာဒီကွင်းလေးကိုပါထည့်ပြီးတော့ထိုးသွားရပါမယ်နော်ဒီလိုမျိုးလေးရမယ်နော်ပြီးရင်တော့နောက်ထပ်ကက်ရက်ကတစ်ပေါက်စီမှာတိုင်တိုးလေးတွေနဲ့ဆက်ပြီးတော့ထိုးသွားလိုက်ရုံပါပဲအဲ့ဒီနီးလေးနဲ့ဒီဘက်အချမ်းကိုလည်းတောက်လျှောက်ဆက်ပြီးတော့ထိုးလာခဲ့နော်ပြီးရင်ဒီဘက်အချမ်းလေးလည်းတောက်လျှောက်ဒီနားလေးတွေလည်းဆက်ပြီးတော့ထိုးလာခဲ့ပါဒီနားလေးရောက်ပြီဆိုလို့ရှိရင်တော့တပေါက်မှာတိုင်တိုတစ်ခုနဲ့၄ကထိုးမယ်ပြီးလို့ရှိရင်တော့၅ခုမြောက်မှာဒီကခွင်းလေးကိုပါထည့်ပြီးတော့တိုင်တိုလေးထိုးမယ်နော်ပြီးရင်နော်ဒီနားလေးမှာအဆုံးသတ်မှာဖြစ်ပါတယ်အဲဆိုရင်ဒီနားလေးထိရအောင်ထိုးလာခဲ့ပါနော်နောက်တစ်ဖက်ကိုလည်းထိုးလာခဲ့တာဒီလိုမျိုးလေးအထိပြီးတော့နောက်ဆုံးနေရာလေးရောက်ပြီဆိုလို့ရှိရင်ဟောဒီကပထမဆုံးဒီဘက်အချမ်းမှာစထိုးခဲ့တဲ့တိုင်တိုလေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါနော်ရှက်ကော်လေးနဲ့ချိတ်ပြီးပြီဆိုရင်တော့ခြီလေးဖြတ်ပါမယ်ခြီလေးကိုနည်းနည်းလေးရှည်လေးဖြတ်နော်ဒီနှစ်ခုကိုတွဲပြီးတော့ချုပ်မှာဆိုတော့နည်းနည်းလေးရှည်ဖြတ်လိုက်ပါပြီးရင်တော့ခြီစားလေးကိုဆွဲထုတ်လိုက်ပါမယ်ပြီးရင်ချုပ်အပ်ကလေးကိုသုံးမယ်ချုပ်အပ်ကလေးကိုယူပေးတဲ့အခါမှာဒီဘက်ကအတဲပတ်နော်အတဲပတ်မဟုတ်ဘဲနဲ့ပြောင်းပြန်ပတ်အချမ်းကိုလှန်ပြီးတော့ဒီလိုမျိုးလေးဒီဘက်ကလည်းပြောင်းပြန်အချမ်းဒီဘက်ကလည်းပြောင်းပြန်အချမ်းလေးကိုယူပြီးတော့သူတို့နှစ်ခုကိုဆက်ပါမယ်ဆက်တဲ့နေရာမှာဒီဘက်ကဒီ V ရဲ့ဒီဘက်အချမ်းကိုယ့်ဘက်အချမ်းနဲ့တစ်ချမ်းပဲယူမှာနော်ဒီဘက်ကကိုယ့်ဘက်အချမ်းနဲ့ဒီဘက်က V လေးအောင်ဟိုဘက်အချမ်းလေးနှစ်ခုကိုယူပြီးတော့ချုပ်အပ်လေးနဲ့တွဲဝပါမယ်ပြီးလို့ရှိရင်နောက်ထပ်တစ်ပေါက်ကိုလည်းပဲအတိုင်းလေးပဲဒီဘက်ကကိုယ့်ဘက်အချမ်းလေးရဲ့ဟိုဘက်ကတော့ဟိုဘက်ကအချမ်းလေးပါနော်ဒါဆိုရင်တော့ဒီနေရာလေးရောက်တဲ့အထိချုပ်သွားလိုက်ပါနော်ဒီလိုမျိုးလေးရပါမယ်နောက်ဆုံးကွင်းလေးကိုချုပ်တဲ့အခါပြီးရင်တော့ကြိုးစာလေးကိုဖြတ်ပြီးတော့တင်လိုက်ပါမယ်နော်ဒီလိုမျိုးလေးခောက်ထုတ်လေးဝင်ပြီးတော့ခြီသိမ်းလိုက်ပါဒါဆိုရင်တော့ဂိုင်းလေးနှစ်ခုကိုဒီမှာဆက်လုပ်ပြီးသွားပါပြီနော်ဒီခြီလေးကိုသိမ်းလိုက်ပါနော်အဆင်ပြေသလိုနီးလေးနဲ့သိမ်းလိုက်လို့ရပါတယ်ပြီးရင်တော့ခြီစာလေးဖြတ်လိုက်ပါဒါဆိုရင်တော့အိတ်ကလေးကတော့ပြီးပါပြီအိတ်ကလေးကပြီးသွားပြီဆိုရင်တော့ဖဲကြိုးလေးတွေတက်ပါမယ်နော်
ပြီးရင်ဒီထဲမှာအတွင်းနှိပ်စီကလေးတက်လိုက်ပါနော်